လဲကနေဆိုခုနညီမလေးလန်သွားတယ်ဟုတ်ပါဘူးလန့်သွားတယ်ပြောတယ်အထက်မှာတရားအလယ်မှာကျန်တကာအောက်မှာထညက်မြေကြီးထဲမှာကြွားဆရာနဲ့အပန်းငယ်တယ်ကျွန်တော်ကတော့အထလန်းအောက်လန်းအလယ်လန်းသကောစကလန်းလမ်းမောင်းတုံတက်တဲ့ဗေဒဝတ်စာဆရာဆက်ပြဆိုတာချုပ်ပါပဲဟုတ်ပါဘူးဗေဒဝိဇ္ဇာဆရာဆက်ပြဆိုတာချုပ်ပါပဲကျွန်တော်အဓိကထားတာကပီယာစေးကိုအဓိကထားတယ်ဗျကျွန်တော်ပီယာစေးအမတမ်းမှဆေးဆွမ်းတာပြောပြအောင်မယ်ဟိုတလောကအမျိုးသမီးတယောက်ဆရာရဲ့နဲ့ကျွန်မယောက်ျားလိုချင်လို့ပါတဲ့ကျွန်မကိုပီယာစေးပေးပါတယ်မပူနဲ့9ရက်အတွင်းမဲ့ယောက်ျားရကိုရစေရဆရာစေးကိုအမခံပြီးတော့ပေးလိုက်တယ်9ရက်ပြီးတော့ဆရာစီပြန်လာဆရာနဲ့ဆရာပြောတော့ကျွန်မယောက်ျားရမယ်ဆိုတော့ဗမာယောက်ျားရလို့တော့နဲ့ဆရာပိတ်ခါကြမှာဆိုတာနဲ့အဲ့ကောင်မလေးကိုယ်တိုင်ပဲယူထားလိုက်ရတယ်လေဆရာနဲ့နာခံတဲ့သဘောပါလို့ဖြစ်နေတာတော့ဒါနဲ့မကသေးဘူးကြာအမျိုးသားတယောက်လည်းအဲ့လိုပဲကျွန်တော်စီရောက်လာတယ်ဆရာကကျွန်တော်မိမလိုချင်တယ်ပြတယ်ကျွန်တော်ပီယာစေးပေးပါတဲ့မပူနဲ့9ရက်အတွင်းမိမရကိုရစေရမယ်ဆရာစီကိုအမခံပြီးတော့ပေးလိုက်တယ်9ရက်ပြီးတော့အဲ့လိုပဲကိုယ်စီပြန်လာတယ်ဆရာလည်းဆရာပြောတော့ကျွန်တော်မိမရမယ်ဆိုတော့ဘယ်မှာမိမရလို့တော့နဲ့ကိုသိခါကြမှာဆိုတော့ကိုယ်တမနဲ့ပေးစားလိုက်ရတယ်လေဒီနေ့ကြီးလဲတာတယ်ငါလည်းဖင်သေးတယ်ဟုတ်ပါဘူးခွေးတွေလည်းဖင်သေးတယ်ဘလို့လူတွေဘလို့လာအောင်မလဲမသိဘူးလာမကြည့်ကြလောက်မှာပေးတယ်တူမလည်းမရှိတော့လေအိမ်ထဲဝင်ကြီးလို့တကားတစ်ချက်လောက်လာဖွင့်ပေးပါနောက်ကကောက်မျက်နှာကြောင်တွေမိုးကြိုးပြစ်ထားတဲ့မျက်နှာနဲ့အိမ်ထဲရောက်ပြီးမှတကားလာဖွင့်ပေးစမ်းပါဘာကလောင်နေနဲ့မှတ်ကလောင်နေလားမသိဘူးဖွင့်မဟဲ့ကလာချာချာအဲ့မှာကတော့ရှိအောင်နေပြီလားတော့ဘုံဝင်လာလို့ရတယ်ဘာကမထားပါဘူးကွာဘောလုံးကွာဟဲ့ချလိုက်ဟုတ်ကဲ့ဘယ်သူနဲ့တွေ့ကြလို့လဲကျွန်တော်ဆရာဆက်ပြန်နဲ့တွေ့ကြလို့ပါခင်ဗျာကိစ္စပြောကွာအကူညီတောင်းကြလို့ပါ9000လို့ဆိုရလားကျွန်တော်3ဘက်မှာဆင်းပြေအဲ့ဒါမင်းတို့ငါမေးရမှာကွာဆရာပါစက်ဘာလို့ခြေလမ်းကျဲနေမင်းပါစက်ကစီးရွှင်နေတာကိုဟုတ်လားဘယ်နဲ့ဆရာလာပြီးတော့မင်းတို့ဒီရောဘာကိစ္စနဲ့လာတယ်မဟုတ်လားဟဲ့ဘာကိစ္စနဲ့လာတာလဲလို့မေးရမှာဆရာဘာကိစ္စနဲ့လာတာလဲဘာကိစ္စဒီလိုပါဆရာရှင်းပါတယ်ဘာမှမပြောရသေးဘူးလေဆရာဒီလိုပါဆိုတာရှင်းပြီရှင်းဆက်ပြောပြောဆရာလိုင်းကိစ္စတော့ကျွန်တော်တကယ်ကြီးကိစ္စပါဆရာကျွန်တော်တကယ်ကြီးကောင်မလေးတယောက်ကြိုက်တယ်ကြိုက်တယ်သူကရိုးလိုက်ကြည့်တာမရဘူးမရတော့ဆရာကူကြီးနဲ့ကျွန်တော်ဒီကောင်မလေးလိုက်မယ်ပေါ့ဗျာလိုက်မယ်ဆိုတော့တကယ်နဲ့တိုင်ပင်ပြီးတော့ထွက်လာတာပေါ့လက်ရောက်ရင်ဗိုက်တာမှာဆိုပြီးတော့ကျွန်တော်ဒီကြောက်ကြော်တော့ဈေးချိုင်လေးထည့်ပြီးတော့ဗောနော်မာနေတယ်စတိချိုင်နဲ့ကြောက်ကြော်ထဲမှာစတိချိုင်နဲ့ကြောက်ကြော်လေးထည့်ပြီးတော့တကယ်နဲ့ထွက်လာတာထွက်လာတော့လမ်းလေးလောက်ရောက်တော့ကျွန်တော်ဇက်ထဲမှာဟင်းချက်တယ်မမော်နဲ့တွေ့တယ်မမော်ရေးလို့အမဘာချက်လဲဆိုတော့ငါမောင်နဲ့ငါဟင်းတဲ့ဟောမော်လေဗျာကျွန်တော်ငါမစားဘူးလို့လို့အောင်မလေးနေရာတည်းတလေးဖြစ်သလိုပဲစားလိုက်ပေါ့တဲ့အဲ့လိုမျိုးပြောတယ်โอเคကျွန်တော်ထက်သွားတာဗောနော်အရှိရောက်တော့ကျွန်တော်ဓမင်းချက်တဲ့ကိုတန်ချောင်းနဲ့တွေ့တယ်ကိုတန်ချောင်းရေးလို့ခမရမနက်ကချက်တဲ့ဓမင်းနဲ့နည်းနည်းပြော့တယ်လို့အဲ့ဒါဟိုနေ့ကကြောင့်နည်းနည်းမာတယ်ဗျာလို့ဒီညနေတော့အစင်ပြောင်းလို့ချက်ပေးဗျာလို့ဘာလို့ကျွန်တော်ဒီဓမင်းပဲအာကူပြီးမင်းဘသူအကြောင်းပြောလားငါမင်းကြောင့်ပြောနေရလေငါအကြောင်းပြောငါနာမည်လည်းတလုံးမှငါမကြောက်ဟုတ်လားပါဘို့မငါဆရာနားလေရလို့တင်းကြကြရှင်းပြနေတာမင်းငါမြန်မေးမေးနေသလားမေးစရာလားကွာမင်းဟောအေးပါမမေးဘူးသူကပြောနေတာသူကဆရာ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 လည်းမင်းတို့တိုင်ပင်ပြီးတော့ထွက်လာတာပေါ့နော်လဲရဗိုက်စာမှာဆိုလို့ကျွန်တော်ဒီစတိကြိုင်နဲ့ကြောက်ကြော်လေးထိပ်ပြီးတော့ထွက်လာတာပေါ့ထွက်လာတော့လမ်းထိပ်လောက်ရောက်တော့ဟင်းချက်နဲ့မမော်နဲ့တွေ့တယ်မမော်ရေးလို့အမဘိုင်းချက်လုံးလို့ဆိုတော့သူကမောင်လေးရဲ့ငိုင်းဟင်းတဲ့အမလည်းဗျာကျွန်တော်ငိုင်းရမစားဘူးညာနေရာလေတရက်တည်းဖြစ်သလိုပဲစားလိုက်ပေါ့တဲ့အဲ့ဒါရှေ့လျှောက်လာတာပေါ့နော်အရှိတော့ကိုတန်ချောင်းနဲ့တွေ့တယ်သူကထမင်းချက်တာကိုတန်ချောင်းရေးလို့ခမရမနက်ကချက်တဲ့ဓမင်းနဲ့နည်းနည်းပြော့တယ်လို့မနေ့ကတော့နည်းနည်းမာတယ်ဗျာလို့ဒီနေ့တော့အစင်ပြောင်းလို့ချက်ပြီလို့ကျွန်တော်တို့ကဒီဟဲ့နော်မင်းကိုတန်ချောင်းနဲ့မတ်မော်ကြားထဲမှာလဲထွက်နေတာငါနာမည်ကိုတလုံးမှမပါသေးဘူး
ဟိုငါမင်းကြောင့်ပြောတာတော့ မင်းငါเจ้าပြောငါနာမည်လည်းမပေါ့ဘသူနာမည်မှမပေါ့မင်းဒီတန်ချောင်းနဲ့မှမဟုတ်ပဲလဲထွက် ငါဆရာနားလျောင်တေးချောင်းရှင်းပြနေတာ ဟိုအဲ့လိုကြီးမလို့ပါဘူးကွာနည်းနည်းမပြောလေရပါတယ်တကယ်ကြီး လက်ရှိပြောလာမှာကွာဒီလိုဆရာစက်လာမယ်ဆိုပြီးတော့တကယ်နဲ့တိုင်ပင်ပြီးတော့ ဒီစတိတိုင်လေးကိုကြောက်ကြော်လေးထည့်ပြီးတော့အထွက်လာတယ်လမ်းမှာမမော်နဲ့တွေ့တယ်မမော်စတဲ့မှာဟင်းချက်ကမရေးလို့ဘာဟင်းချက်တုံးဆိုငါဟင်းကမောင်းတယ်မောင်းလေကျွန်တော်မငေါင်းမစောတော့မမော်တရားတွေပြစ်လို့သားလိုက်ပေါ့အဲ့တော့ရှင်းစားသွားတယ်ကွာတန်ချောင်းနဲ့တက်တယ်တန်ချောင်းရေလို့ခင်ဗျားသမီးတွေကဒီနေ့ချက်တာပြော ဘာနဲ့မင်းတို့ဆွေမျိုးတစ်တိုင်းမွေဝဲကိုင်းမဲ့ဟာတွေလာပြောနေတယ် ပြောရတယ်ပဲလိုက်ပြောတာ လာတဲ့ကိစ္စလူရင်းတို့ရှင်ပြောသားမှာ ကြရငါဘာမှမပါ မင်းတို့ကြောက်ပြောသားမှာ ဒီမဲ့ရောမင်းကပြောပြမယ်တိုးလို့တောင်းတောင်းပြောဟုတ်တော့မင်းအဲ့လိုရှင်းမြန်တော့ဒါနှအမဟုတ်ဘူးမင်းနားလေ မင်းပြောဖို့ဒါနှစ်ထူကြီးလား ဟဲ့ကောင် ခွေးရကြီးလားမင်း ဒါ တော့ ခွန်းလေးလား ဟောမင်းတို့လောက်တဲ့ဒီမှာဆရာတတိဆန်နေမထွက်တော့ဘူး ဟုတ်ဆရာဘကနာလုံးလို့ လာတဲ့ကိစ္စလူရင်းတို့ရှင်ပြောသား ရ မှာ ရကျွန်တော်ဘာပါပါပြီဒီလိုဆရာစက်စီလာမယ်ဆိုတကယ်နဲ့ပြအလေးလေးကိုလော်ပြီးတော့ဖို့ရတောင်းတောင်းနဲ့ဘယ်ကလဲတဲ့တကြောဘူးကျူရောငကြဲတဲ့လဲလိုက်ဂျွေကူရောတဲ့အဲ့ဒါနဲ့ပြီးရော ဘာရဲ့တွေ့ရငါဒီလိုပြောတယ်ဆရာနားမလဲတော့ သူကိစ္စပြောနေတာလေ မင်းလက်ရှုပ်နေရ မင်းပြောလေမင်းပြောတာတိုးလို့တော့ငါတော့နားမလဲဘူး ပြီးတော့ငါရှင်းပြတယ် ရှင်းပြတယ်ဘာလို့ တက်မရှင်းတာဒီလိုဆရာစက်စီလာမယ်ဆိုတကယ်နဲ့ပြအလေးလေးကိုလော်ပြီးတော့ဖို့ရတောင်းတောင်းနဲ့ဘယ်ကလဲတဲ့တကြောကတော့ဘူးကျူရောငကြဲတဲ့လဲလိုက်ဂျွေကူရောတဲ့အဲ့ဒါနဲ့ပြီးရော တိုးလို့အားကြီးပါတယ်ဟာ ဘလို့တွေ့လားငါဒီလိုပြောတယ်ဆရာနားမလဲလို့မင်းကလည်းရှုပ်တယ်တခါ သူကိစ္စလေးကွာ သူကိစ္စပြောနေဆရာ အဲ့လေ တကယ်တော့ပြလေးလေးကိုလောပြီးတော့ဟုတ်ရတဲ့ထောင်းထောင်းနဲ့ဘယ်လဲတဲ့တာတူကပချူအောင်ကျဲတဲ့အဲ့လိုက်စပေချိုအဲ့ဒီမှာပြီးရော ဆရာကသူ့လိုကြီးလိုက်လုံးနေတာဆရာလဲတော့ရမင်းမပြောနဲ့ငါကိစ္စငါပဲပါဆရာဒီလိုကျွန်တော်ကဒီ ဟုတ်မင်းပြောရမလဲဘူး ဟုတ်လို့ဆရာ မင်းလာကြတဲ့ကဘာကိစ္စနဲ့လာတယ်ဆိုဆရာသိပြီလား ဆရာသိတယ် ဟာသိတာဗောမင်းလမ်းမှာဖူးဆိုတဲ့ကောင်မလေးကိုရီးစားစကားပြောတယ် ဟာ အဲ့ဒီကောင်မလေးကမကြိုက်တော့မင်းပါကိုရိုက်ထဲလိုက်တယ်မဟုတ်လားဟဲ့ အော်တော်လိုက်တော့ဆရာဒါလေးကိုဘလို့သိတာလဲ သိဆိုငါခုနကကြည့်နေတာလေ ဆရာမလို့ချင်ဘူးတော့ခင်ဗျာ အဲ့ဒီလိုကြည့်နေတယ်လို့မြင်ရတယ်ဆရာ အော်တော်လိုက်တော့ဆရာဟိုအဲ့လိုတော်လို့လေဒီကောင်ကျွန်တော်ဆရာစီခေါ်လာတာဟုတ်ကဲ့ဆရာဆရာဖြစ်နိုင်ရင်ဆရာကျွန်တော်ဆေးပေးပါဆရာကျွန်တော်ဆေးပေးပါဆရာကျွန်တော်ဆေးပေးပါဆရာဆေးပေးနော်ဆရာနော် မင်းကယူရဲဘူးနဲ့လောက်လည်းဖြူမှာမဟုတ်ဘူးကွာ ဘာပြောနေတာတော့ စေးနေတောင်းနေတာ ဆေးပေးပါလို့ အမြန်ဆုံးလိုချင်တယ်ပေါ့အောက်လမ်းပြင်ညာနဲ့ပြေးလိုက်ပါ ဘာလမ်းနဲ့ရကျွန်တော် အဲ့တော့မင်းငုတ်တုတ်ထောင်လိုက်ပါ ဟုတ်တော့ထိုင်လိုက်ပါ မင်းကထောင်မမသိထိုင်မမသိကောင်းကွာ ဆရာလည်းဒါပဲလိုက်ချောင်း ငုတ်တုတ်ထိုင်လိုက်ပါ ဟုတ်ကဲ့ထိုင်ပြီဆရာ မျက်လုံးကိုစုံမိတ် မျက်လုံးကလည်းခဏခဏမိတ်နေရ မလို့ရင်ဘူးလားမျက်လုံးမိတ်လား မိတ်တာကြီးဆရာ လောက်ချီ ဟုတ် မယားကိုအာယုံပြု မရတော့အာယုံပြု မင်းလိုချင်တဲ့ဖူးဖူးဆိုတဲ့ကောင်မလို့မျက်လုံးထဲမှာမယားဖြစ်အာယုံပြုထားဖြည်းဖြည်းချင်းလှည့်ပြီးတော့ဆရာဘက်ကိုမော့ကြည့်ဟဲ့အဲ့ဒါအောက်လမ်းနီးပဲဟဲ့ ဆရာ ဘာလို့ ဆရာကြည့်ခိုင်းတော့ကျွန်တော်ကြည့်အောင်ဆရာညီလေးကကျွန်တော်မျက်ထောက်ညီနဲ့ကြည့်နေတယ်ဆရာ ဟဲ့ကောင်မင်းဘာလို့ကြည့်နေတာတော့ မမြင်ဘူးလို့ရေ ဩ မနှောပေါ်နေတယ်သိချောက်လို့ပြရ တကယ်လိုချင်တယ်ပေါ့ ဟုတ်ကဲ့ဆရာ အဲ့တော့ဆရာဂါထာစုံမယ်ကွာ အခုဆုံးမလားဆရာ ရေချိုးပြီးမှစုံမယ် ဘာပြော ဘာတွေပြောနေတာတော့ ဟုတ်လေကားထားပြောတာပါ ဂါထာမှန်းမယ် အမှန်ပါဆရာ ချက်ချင်းမှန်းလိုက်မယ်ကွာ ဟုတ်ကဲ့ဆရာ အော် အေး မနှောင်းနဲ့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 မနှောင်း မ နဲ့ လားမလားမလားမလား အော် အေး မနှောင်းနဲ့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 မနှောင်း မ နဲ့ လားမလားမလားမလား အေး အိုး မ မလားမလားမလား မနာမနာမနာဟော တော့ရောက်ခဲကိုပြောင်းပြန်တွေကိုဖြစ်နေပြီဆ ရှက် ရာ ချက်ကိုခန့်နေတာပဲဂါထာမှန်းမယ် မှန်ပါဆရာ အော် ဟုတ်ကဲ့ ရှားမသမီးစောက်စားကြည့်စောက်ရီတပုတ်ပုတ် ဆရာဂါထာနည်းနည်းပဲကျန်းနေသလားလို့ ဂါထာကျမ်းမှာဆေးဆွမ်းပါလေ ဟုတ်ကဲ့ဆရာ အောက်လန်းဂါထာ ဟုတ်ဆရာ အော်စီပီနဲ့စာမနာစီပီစီပလီဒီဂွီမင်းတို့နှစ်ယောက်ကိုဆရာဂွီစဲကျွေးမယ်ဟဲ့ ကူကြီးသေးဆိုတော့ဆရာ ဟေး ဝါလို့မရတော့ဘူးဆရာအမဲယူကြည့်လို့ဖြစ်နေမှထင်တာပဲ ငုံထားပေါ့